မမီးကိုအခုသွားကြိုတော့မှဖြစ်ပါတယ်မင်းနဲ့တရားတော့မှဖြစ်ပါတယ်ခုကတော့အဲ့ပန်ချာပူရီကိုသွားမှာပါမမီးကမကတ်ဆန်ကိုလာမှာပေါ့နော်အဲ့နေရာနေပြီးတော့အခုပန်ချာပူရီကိုသွားမှာဖြစ်ပါတယ်တက်နေပါမမီးကိုစတွေ့ရင်ပါလို့ဟမ်ကောင်းမယ်လို့အောင်ပါတနေ့လုံးလမ်းလျှောက်ထားလို့ညောင်းနေရဖြစ်ပါတယ်အမှန်တနေ့လုံးတော့မလျှောက်ရသေးပါဘူးနော်ခြေလမ်း9500ဖြစ်နေ9500လေစိတ်ကနေဟိုတယ်မှာနေညာအမှန်တော့ဒါကိုကိုတို့လျှောက်တာနဲ့ရှင်လို့ရှိရင်ဘယ်လောက်မှတော့မဟုတ်သေးဘူးနော်ဟိုတစ်ခေါက်တုန်းကလေတရက်1000တော့မမီဖုန်းဆက်ပြီ Levy fam Hello ဘေးကနေထွက်ခဲ့လိုက်လေအဲ့အောက်ထပ်မှာစောင်းနေမိမိအပြားထုတ်ခြင်းအထက်မှာပဲတွေးပြီဟေယိုတွေ့ပါပြီတွေ့ပြီဟီယိုကွာအောင်ရောပါပြီဒီအိုက်တယ်အေးထူးတယ်နော်ဟုတ်တယ်ကွာအေးဟုတ်ကွာဒါပေါ့မိဆယ်ဖီဆွဲပြီးဘာလို့ပြလိုက်ဒီကလက်ကြည့် PDF ဘယ်လိုလဲဆိုတော့စကားပြောတဲ့ပုံမပေါက်ဘဲနဲ့ proposal တုံးပြီးပေါက်နေတော့မင်းအိတ်နေတဲ့ဟာဟုတ်လားတွေ့လားဟုတ်တယ်ကွာဒီတော့တွေ့ပါပြီမတွေ့ဘူးနှစ်ယောက်ချေးနေတာနှစ်ယောက်ချေးနေပါတယ်တွေ့ကြပါပြီဆိုင်ကစီးကြည့်လို့လေဘာမှအခုတော့အားလုံးတွေ့တော့ပါပြီဆယ်လာပဲကြံပါတော့တယ်အဘတော့ခဏရပါပြီအိုးကိုလေးဒါတော့ခဏပါပဲလေဘလို့ခဏပါပဲလေရောက်လာပါဖုံးဟော်နေတာပါညာကိုကြီးနဲ့စားနေရရထားစီးရရထားစီးရတာတူပဲဟိုအဲ့လိုရထားစီးလာတာပဲစတိုက်စီးရတာဒီလိုပဲစီးရမလားဆိုတော့ပြောလို့စဉ်းစားနေပြီအခန်းနဲ့ဘယ်လိုသိလဲအောက်ကမိုင်းကိုရိုက်တာဟောရှောက်ပြီးရောတကယ်အော်မိမိုင်းရှိလို့လားအေးလေဘာမှမရှိဘူးရှိရတကယ်တီးလိုက်တာဟုတ်လားမြန်မာလိုပြောလိုက်ရတာဟိုကဖုန်းလိုမဟုတ်ဘူးဘုလုံးကနားမလဲခေါင်းတော့ခေါင်းကနေပြီးလေပြီးတော့မြန်မာလားတဲ့တာအဲ့ဒါရောက်ရင် yes ဘာကြီးလဲဘာကြီး